Hello everyone ကျွန်တော်တို့ Forever Ghana program ကနေပြီးတော့ကျွန်တော်တို့ Saturday Talk အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် Saturday Talk မှာတော့ကျွန်တော်တို့လက်ရှိလောလောဆယ်မှာ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ကစားသမားအပြောင်းရွှေ့သတင်းတွေပါမယ်နိုင်ငံတကာပွဲမှာကျွန်တော်တို့ Arsenal player တွေကစားတာတွေပါမယ်နောက်ဒဏ်ရာရသတင်းတွေပါမယ်ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့အသင်းပေါ်များနဲ့ပွင့်လင်းစွာဆွေးနွေးရမည်ဟု Ben White အား Thomas Tuchel ပြောကြားနံပါတ်2အနေနဲ့ကတော့ Arsenal တိုက်စစ်မှု Gyökeres ဤအားသင့်ပွဲ hat-trick ဂိုးများနံပါတ်3အနေနဲ့ကတော့ PSG အသင်းမှာ Kvaratskhelia ကိုခေါ်ယူရန်စိတ်ဝင်စားနေတဲ့ Arsenal အသင်းနံပါတ်4အနေနဲ့က Bukayo Saka ဘာတွေဖြစ်နေလဲနံပါတ်5အနေနဲ့ Arsenal အသင်းမှာခွင့်ရရှိပြီးနောက် Gabriel Jesus ကတော့နိုင်ငံလက်ရွေးစင်အသင်းမှာသူကအရွေးမခံရတဲ့အတွက်ကိုဆက်စချင်းကစားခဲ့တဲ့ဘရာဇီးနိုင်ငံက Palmeiras အသင်းထံသို့ခေတ္တရောက်ရှိနံပါတ်6အနေနဲ့အာဆင်နယ်လူငယ်ကျယ်ပွင့်Max Dowman ကိုတဲ့အင်္ဂလန်နီးပြတူချဲကဘာဖလားခေါ်ယူမှုကိုငင်းပယ်ရန်အာဆင်နယ်ကစားသမားဟောင်း Wilcott ကတိုက်တွန်းနံပါတ်8အနေနဲ့ကတော့ဥရုဂွေးနဲ့ခြေစမ်းပွဲတွင်ဒဏ်ရာရရှိခဲ့တဲ့နိုနီမာဒူအက်ကီဟုတ်ပါပြီအဲ့ဒီသတင်းတွေကိုကျွန်တော်တခုချင်းစီကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့က Ben White ပေါ့နော် Ben White ကိုကြတော့အသင်းနဲ့ဝေးကွာနေမှုအတွက်တဲ့အသင်းပေါ်တွေနဲ့ပုံမှန်လေးနဲ့ဆွေးနွေးဖြစ်ရှင်းရမယ်လို့ Thomas Tuchel ကပြောကြားတယ်တဲ့Ben White အားတဲ့၎င်းကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့်၄နှစ်ကြာလက်ရွေးစင်အသင်းနဲ့ဝေးကွာနေမှုကိုအဆုံးသတ်စေကအင်္ဂလန်အသင်းတို့ပြန်လည်ခေါ်ယူစေခဲ့သည်တဲ့Ben White ကကျွန်တော်တို့ဒီအခုလက်ရှိနောက်ဆုံးအင်္ဂလန်35ယောက်ရွေးတဲ့အချိန်မှာဂျာရက်ကွန်ဆာဒဏ်ရာရရှိမှုကြောင့်အသင်းကိုပြန်ရောက်ရှိလာတာပေါ့နော်တူချဲအနေဖြင့်တဲ့စာမျက်နှာအသစ်တစ်ခုကိုဖွင့်လှစ်လို့တော့လဲ2022ကမ္ဘာဖလားလေ့ကျင့်ရေးစခန်းမှာဘန်ဟွာ၏ရုတ်တရက်ထွက်ခွာမှုကိုတွေ့မြင်ခဲ့သည့်အသင်းပေါ်များနှင့်တန်လည်တင့်မြတ်အောင်လှုပ်ဆောင်ရမည်ကိုအခိုင်အမာပြောကြားခဲ့တယ်တဲ့လက်ထောက်နီးပြစတီဗ်ဟော်လန်နဲ့သဘောထားကွဲလွဲမှုဖြစ်ပြီးတော့ပေါ့နော်သူကနိုင်ငံအသင်းကနေပြီးတော့စပြီးတော့ရက်တန့်ခဲ့လိုက်တယ်အဲ့ဒီနောက်ပိုင်းမှာလဲကျွန်တော် Gareth Southgate နီးပြလို့တော့လဲဘန်ဟွိုက်ကအင်္ဂလန်အသင်းဖြစ်အင်္ဂလန်အသင်းမှာရွေးချယ်တော့လဲသူကကစားဖို့ညှင်းဆန်ခဲ့တယ်ဒါပေမဲ့သူက Thomas Tuchel ဖုန်းဆက်ပြီးတော့သူ့ကိုလက်ရွေးစင်အသင်းမှာပြန်လာဖို့အတွက်ကိုဖိတ်ခေါ်တဲ့အချိန်မှာတော့အာတက်တရောနဲ့ပြန်လာခဲ့တယ်အသင်းတွင်ပြန်လဲတင့်မြတ်ရေးတူချယ်သည်တဲ့အင်္ဂလန်အသင်းတို့အောင်မြင်စွာပြန်လဲဝင်ရောက်နိုင်ရန်အသင်းနဲ့အပြည့်အဝပြန်လဲတင့်မြတ်ရေးကိုဦးစားပေးခဲ့တယ်တဲ့ Thomas Tuchel ကပြောကြားသွားတာညကကျွန်တော်တို့အင်္ဂလန်ကခြေစမ်းပွဲအဖြစ်ဥရုဂွေးနဲ့ကစားရတယ်ဥရုဂွေးနဲ့ကစားရမှာကျွန်တော်တို့ဥဆောင်ကိုဘန်ဟွိုက်ကသွင်းခဲ့တယ်သွင်းရလဲကျွန်တော်တို့ set piece ကနေပဲကော်နာကနေပြီးတော့သွင်းသွားတာအဲ့လိုမျိုးပဲပြီးကနီးမှာဥရုဂွေးကိုတကိုးပြန်ပေးလိုက်ရတယ်အဲ့တော့တကိုးပြန်ပေးလိုက်ရတဲ့အချိန်မှာလဲဘယ်လိုပေးလိုက်ရတာလဲဆိုတော့ဥရုဂွေးနောက်တန်းကစားသမားကိုကျန်းတန်းစွာဖြတ်လို့ဆိုပြီးဒိုင်လူကြီးက penalty ပေးတယ်အဲ့လိုမျိုးဖြတ်ထုတ်လိုက်တာလဲ Ben White ပဲဖြစ်တယ်အဲ့ penalty ကို Valverde ကကန်သွားတဲ့အတွက်တကိုးစီတည်ကြတယ်အဲ့ပွဲမှာလဲBen White ကြောက်ပဲဂိုးပေးရတယ် Ben White ကြောက်ပဲဂိုးပြန်ရတယ်အဲ့ဒီအတွက်ကိုဒါပေမဲ့အဲ့ဒီပွဲမှာတော့ပထမပိုင်းကစားတဲ့အချိန်မှာအကုန်လုံးအင်္ဂလန်ပရိသတ်တွေကမှတ်မိနေတယ်Ben White က2020မှာတော့အဲ့လိုချိုးသွားတာဆိုပြီးအားလုံး Ben White ဘောလုံးရသွားတာ ਨੇ တချို့ပရိသတ်တွေလှောင်ပြောင်ခဲ့ကြတယ်ပေါ့နော်နံပါတ်2သတင်းအနေနဲ့ကတော့ Arsenal တိုက်စစ်မှု Gyökeres တဲ့ hat-trick သွင်းကိုများတဲ့အခုနိုင်ငံတကာပွဲစဉ်တွေမှာကျွန်တော်တို့ဆွီဒင်နဲ့ယူကရိန်းတို့ခြေစစ်ပွဲပေါ့နော်ခြေစစ်ပွဲယူရိုတနေရာအတွက်ကိုplay off ပွဲတွေပြန်ကန်တဲ့အခါမှာဆွီဒင်အသင်းက3ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့တယ်အဲ့3ဂိုးလုံးကိုလည်း Victor Gyökeres ကသွင်းယူခဲ့တာဖြစ်တယ် Valencia မြို့မှာကျင်းပတဲ့အချိန်နဲ့ရှိဆုံးပွဲစဉ်မှာ Gyökeres ကိုယ်တိုင်ကမ္ဘာအကြောက်ရဆုံးတိုက်စစ်မှုဖြစ်တယ်ကိုတက်တည်ပြခဲ့သည်တဲ့အာဆင်နယ်အသင်းအားကိုးရသူ Gyökeres ပွဲစပြီး6မိနစ်မှာတကိုးသွင်းတယ်Graham Potter အသင်းအတွက်အကောင်းဆုံးအစကိုပေးခဲ့တယ်ဆွီဒင်ကစားသမားများစိုးရိမ်စိတ်ကိုလျှော့ပါသွားစေတယ်ပေါ့နော်ဒုတိယပိုင်းအစောပိုင်းမှာလည်းသွင်းနေကြပုံစံအတိုင်းပဲကြန့်ခိုင်မှုဦးစားပေးပြီးတော့တကူတော်ထိုးပေါက်မှုနဲ့ဒုတိယကိုသွင်းခဲ့တယ်တတိယကိုလည်း83မိနစ်မှာGyökeres ကြောင့် penalty ရတယ် Gyökeres ပဲသွင်းခဲ့တယ်3ဂိုးတကိုးနဲ့ဆွီဒင်ကနေပြီးတော့ဒီချစ်စပွဲမှာအနိုင်ရရှိခဲ့တယ်ပေါ့နော်ကျွန်တော်လည်းခံမှန်းကြည့်ပါတယ် Gyökeres ကကောင်းပါတယ်ဒါပေမဲ့ Arsenal မှာထင်သလောက်မဖြစ်ဘူးဆိုတာကျွန်တော်ဘူဂါဆာဂါနဲ့ဒီဘက်မှာရှိတယ်မာတင်နယ်လီသို့မဟုတ် Trossard က
Gyökeres ကို striker တယောက်ကိုဂိုးသွင်းနိုင်အောင်ပံ့ပိုးမှုမရှိဘူးဖြစ်နေတယ်အလဲမှာကျွန်တော် Ibrahimovic AC ကစားတဲ့အခါကြာလို့ရှိရင်တော့မဆိုးဘူးပေါ့နော်ဒါပေမဲ့Martin Odegaard ဆိုလို့ရှိရင်လည်း Gyökeres ကိုတချို့ဘောလုံးတွေထိုးပေးလို့ရရတာနဲ့ဟိုထိုးမပေးဘဲနဲ့ပေါ့နော်ဟို Saka ကိုပေးရင်ပေးတယ်ဒါမှမဟုတ် Martinelli ကိုပေးတယ်ဒါမှမဟုတ်အနောက်ကိုပြန်ပေးတယ်နောက်ကတက်လာတင်းပါကိုပေးတယ်အဲ့လိုမျိုးတွေဖြစ်နေတော့ Gyökeres ကစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့သူ့ရဲ့ action လေးတွေကိုတော့ကျွန်တော်တို့တွေ့ရတယ်တကယ်တမ်း Gyökeres ကတော့ကမ္ဘာအဆင့်မီတိုက်စစ်မှုတယောက်ဖြစ်တယ်နော်ကျွန်တော်တို့လုံးဝနံပါတ်9နေရာမှာပြီးကစားနိုင်တဲ့ကစားသမားအရေးအကြောင်းကြလို့ရှိရင်ဂိုးသွင်းတဲ့ကစားသမားဆိုတာကိုဆွီဒင်အသင်းမှာတက်တည်ပြခဲ့တယ်ဟုတ်ပြီနံပါတ်3အနေနဲ့ကျွန်တော်တို့အပြောင်းရွှေ့ကာလအဖြစ်ကျွန်တော်တို့အာဆင်နယ်အသင်းမှာဘယ်တောင်မှအားပြော့နေမှုကိုပေါ့နော်ကျွန်တော် PSG အသင်းက Kvaratskhelia နဲ့အစားထိုးမယ်ဆိုတဲ့သတင်းကျွန်တော်လည်းကြိုက်တယ်မနှစ်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ PSG မှာအုပ်စုမှာ PSG နဲ့ Arsenal တွေ့တယ် Arsenal တွေ့တာမှာ Arsenal 2-0နဲ့အနိုင်ရရှိခဲ့တယ်အဲ့မှာ Kvaratskhelia မရောက်သေးဘူးကျွန်တော်နာပိုလီကနေပြီးတော့ဇန်နဝါရီဈေးကွက်အဖွဲ့မှာ Kvaratskhelia ရောက်လာတယ် Kvaratskhelia လည်းရောက်လာပြီးတော့ PSG နဲ့ semi final မှာတွေ့တယ်နှစ်ပွဲလုံးရှုံးတယ်အိမ်ကွင်းရှုံးတယ်အဝေးကွင်းရှုံးတယ်နှစ်ပွဲလုံးမှာ Arsenal အသင်းကကျွန်တော်တို့အသင်းကအကောင်းဆုံးညာနောက်ခံခံစင်မှုဂျူလီယန်တင်ဘာဘလို့မှထိန်းချောင်းလို့မရခဲ့ဘူးကျွန်တော်တို့လည်းတအားကြိုက်တာ Kvaratskhelia ကစားတာကိုလေအဲ့မှာလည်း Kvaratskhelia ဘာဖြစ်လဲဆိုတော့ तू ကလည်းနာပိုလီကနေပြီးတော့ Luis Enrique နီးပြ Luis Enrique ရှိလို့ဆိုပြီးတော့ရောက်လာတာပေါ့နော်အခုနောက်နှစ်ကြလို့ရှိရင်လည်း Luis Enrique ကထွက်တော်မှာဖြစ်တဲ့အတွက် Kvaratskhelia လည်းအသင်းပြောင်းမှုစဉ်းစားနေပြီပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ရှေ့တန်းဘယ်ဆိုမှအားနည်းနေတဲ့နေရာကိုလည်း Kvaratskhelia နဲ့ပေါ်ယူဖို့ဘာတာကနေပြီးတော့စိတ်ဝင်စားနေတယ်စတင်လှုပ်ရှားနေပြီးတော့ဆိုတော့လည်းသိရတယ်နံပါတ်4အနေနဲ့ကကျွန်တော်တို့ဘူကာယိုဆာကာဘာတွေဖြစ်နေလဲတဲ့ဘူကာယိုဆာကာဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်တို့အာဆင်နယ်မှာဆက်စပိုင်းပွဲတွေဆိုလို့ရှိရင်နှစ်တိုင်းတော့ယာဒီတဝက်လောက်အထိကိုဘူကာယိုဆာကာကနေပြီးတော့ဟိုအကောင်းဆုံးကစားနိုင်တယ်ပေါ့နော်အကောင်းဆုံးကစားနိုင်တယ်နောက်ပိုင်းယာဒီနောက်ပိုင်းပွဲတွေကြလို့ရှိရင်သူကခြေကျလာခဲ့တယ်အခုကတော့အင်္ဂလန်လက်ရွေးစင်နီးပြကတူချဲကနေပြီးတော့ဘူကာယိုဆာကာကိုအကောင်းဆုံးပြန်လဲကိုခြေစွမ်းကိုထိမ့်သိမ့်မှုနဲ့ခြေစွမ်းပြဖို့နဲ့သူ့ရဲ့နောက်ွယ်မှာမာတူအကီရှိနေတယ်တကယ်လို့ဒါခြေစွမ်းညံ့နေမယ်ဆိုလို့ရှိရင်မင်းနေအောင်မာတူအကီကိုပေးရမှာပဲဆိုပြီးတော့ဘူကာယိုဆာကာကိုသူ့ရဲ့အကောင်းဆုံးအနေထားကိုပြန်လဲတိဆောက်ဖို့အတွက်ပြန်လဲရရှိဖို့အတွက်ခြေစွမ်းပြန်လဲပြနိုင်ဖို့စ조사ဖို့အတွက်ကိုတူချဲကတိုက်တွန်းပြီးတော့ပြောကြားလိုက်ပါတယ်အာဆင်နယ်အသင်းကတဲ့ပရီးမီးယားလိကိုတဲ့6မှတ်အကွာဖြစ်ဥဆောင်နေပြီဂိုးများဆုံးသွင်းထားတော့လဲဆာကာအတွက်မူ9နှစ်အတွင်းခြေစွမ်းအညံ့ဆုံးဖြစ်နေတယ်ပေါ့နော်ယခုပရီးမီးယားလိ22ပွဲတွင်၎င်းသည်6ဂိုးသာသွင်းယူထားပြီးရခင်ရာသီကားတဲ့ဒဏ်ရာကြောင့်3လခွဲကြာအနားယူခဲ့သည့်ဂိုးအရေအတွက်နဲ့တူညီနေသည်တဲ့ဖန်တီးမှုအပိုင်းမှာလည်းပြီးခဲ့သည့်ရာသီက10ချိန်ရှိဆိုယခုရာသီမှာ3ချိန်သာရှိတယ်ပေါ့နော်ချန်ပီယံလိမှာလည်းတဲ့ဂိုးရရှိမှုများတဲ့မစွမ်းဆောင်နိုင်သည်ကိုတွေ့ရသည်တဲ့အဓိကကိုယ့်ကို confidence ယုံကြည်မှုကြော့နေနေတာပေါ့နော်ဒါမို့ကျွန်တော်စဉ်းစားမိတာအသင်းကောင်းဆောင်လက်ပတ်ကြီးကများဆာကာကိုပြိနေသလားပေါ့နော်ဟုတ်ကဲ့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့အာဆင်နယ်လူငယ်ကျယ်ပွင့်မတ်ဒေါင်းမန်ကိုတဲ့အင်္ဂလန်နီးပြတူချဲကကဘာဖလားကိုဒီတစ်ခေါက်တော့မရွေးပါဘူးပေါ့နော်ဒီတစ်ခေါက်ခြေဆမ်းပွဲဥရုဂွေးနဲ့ကစားတဲ့ပွဲမှာတော့မရွေးပါဘူးဒါပေမဲ့အင်္ဂလန်အသင်းအတွက်ရွေးမလားဆိုတဲ့ဟာတော့သူကမငင်းတော့ MS ဒေါင်းမင်းကိုတဲ့အင်္ဂလန်နီးပြဒူချဲကဘာဖလားတွင်ခေါ်ယူမှုကိုညင်းပယ်ရန် World Cup တိုက်တွန်းတဲ့အာဆင်နယ်ကန်တွင် World Cup သည်အာဆင်နယ်ကစားသမား Max Dorman အားတဲ့ Thomas Tuchel အင်္ဂလန်လက်ရေးတွင်အလင်းစလိုပါဝင်ခြင်းနှင့်ပတ်သက်၍သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့သည်အသက်16နှစ်အရွယ်တိုက်စစ်သမားလေးရဲ့မီကယ်အာတီတာလက်အောက်တွင်တမိုင်းဝင်ဂိုးသွင်းယူခဲ့ပြီးနောက်တမိုင်းဝင်ဂိုးဆိုကျွန်တော် Everton ဟောနော်သွင်းယူခဲ့တော့ပရီးမီးယားလိမှာပျော်စမှတ်အတွင်ဆုံးကစားသမားဖြစ်လာခဲ့သည်တဲ့2026ကမ္ဘာဖလားအတွက်လိုက်ပါရန်သဘောတူခြင်းသည်ထိုလူငယ်လေးဤရေရှည်ဖွံ့ဖြိုးတိုးတက်မှုအဟံတားဖြစ်စေသည် World Cup ကယုံကြည်တယ်ပေါ့နော်ပရီးမီးယားလိတမိုင်းတွင်မှတ်တမ်းတင်ခဲ့သည့်ဒေါင်းမန်တဲ့ဒေါင်းမန်သည်ယခုရာသီတွင်အံ့အားသင့်ဖွယ်ခြေစွမ်းပြနေပြီးမတ်လအလယ်ကအေဗာတန်ကို2-0ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့က16နှစ်နဲ့83ရက်တွင်ပရီးမီးယားလိတမိုင်းတစ်လျှောက်အသက်ငယ်ဆုံးဂိုးသွင်းတဲ့အသူဖြစ်မှတ်တမ်းဝင်ခဲ့တယ်ပေါ့နော်နွေရာသီမှာရှိတဲ့ကမ္ဘာဖလားပွဲကိုတဲ့စီနီယာအသင်းနှင့်တကယ်လို့ရွေးချယ်လာပါကညင်းဆန်ရန်ဒေါင်းမန်အားတဲ့
boycott ကတိုက်တွန်းတယ်တဲ့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့စိတ်မကောင်းစရာတစ်ခုကတော့အာဆင်နယ်ရဲ့ကျွန်တော်တို့ညာဘက်ဝင်စာကာလည်းခြေကျနေပြီအဲ့မှာမာဒူယကီလည်းဒဏ်ရာရသွားတယ်ဥရုဂွေနဲ့ခြေဆမ်းပွဲတွင်ဒဏ်ရာရရှိခဲ့သည့်အင်္ဂလန်တောင်ငန်ကစားသမားနိုနီမာဒူအကီကျန်းဖောင်မှုအတွက်အာဆင်နယ်စိုးရိမ်နေရတယ်တဲ့အင်္ဂလန်အသည့်နိုင်ငံတကာခြေဆမ်းပွဲဥရုဂွေနှင့်ကစားစဉ်ပထမပိုင်းတွင်ဒဏ်ရာကြောင့်လူစားလဲခဲ့သည့်တောင်မန်ကစားသမားမာဒူကီ၏ကြန့်ခိုင်မှုအပေါ်တွင်နဲ့မူတည်၍အာတီတာနှင့်အာဆင်နယ်အသင်းတို့စိုးရိမ်တစည်းစောင့်ကြည့်နေကြသည်တဲ့ချက်စီကစားသမားဟောင်းသည်တဲ့ဝင်ပလီကွင်းတွင်ကစားခဲ့သောပြင်းထန်သောထိခိုက်မှုတစ်ခုကြောင့်စောစီးစွာလူစားလဲခံရပြီးပရီးမီးယားလိရာသီများတွင်၎င်းကိုအသုံးပြုနိုင်ခြင်းရှိမရှိအပေါ်ဂန်းနာတို့ကအင်္ဂလန်အသင်းရဲ့ဒဏ်ရာအခြေအနေကိုထုတ်ပြန်တာကိုစိုးရိမ်နဲ့စောင့်စားနေကြသည်တဲ့မာဒူအကေအားတဲ့လူစားစောစီးလဲလိုက်ပြီးတော့တဲ့မေးစီကိုကင်ပြီးတော့ဝင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဦးကောင်းဒဏ်ရာဆိုပြီးတော့တဲ့အစစိုးရိမ်မှုရှိတော်လဲတဲ့ဒဏ်ရာအတိုင်းတာကိုအတိမပြုတ်နိုင်သေးတော့လဲမာဒူအကီဒီဘယ်ဘက်6ရောက်တွင် brace ပေါ့နော်အားပြုတ်ကရိယာတက်ဆင်လျက်ဝင်ပလေကွင်း miss zone ကိုဖြတ်တန်းသွားသည်ကိုတွေ့ရသည်ကနဦးဦးကောင်းထိခိုက်မှုဟုတန်တရားရှိတော်လဲယခုအခါအခြေအနေတွင်နဲ့6ရောက်ဒဏ်ရာဖြစ်နိုင်ခြေရှိပြီးထပ်မံစစ်ဆေးမှုများမပြုလုပ်ခြင်းအချိန်ထိအာဆင်နယ်၏လာမည့်ပြည်တွင်းပွဲစဉ်များကိုလွှဲချော်နိုင်မှာရှိပါသည်ကဘာဖလားမျှော်လင့်ချက်ကိုလည်းထိခိုက်စေပါသည်အခုချိန်သူ့အတွက်ကအခွင့်အရေးကောင်းမယ်လေကျွန်တော်တို့ဘူကာယိုဆာကာကခြေစွမ်းကျလာတဲ့အချိန်မှာသူ့ကိုသောမတ်တူချေကရွေးချယ်တယ်ရွေးချယ်တဲ့အချိန်မှာဒီခြေစွမ်းပွဲတွေမှာသူခြေစွမ်းပြပြီးတော့ဂိုးသွင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်အင်္ဂလန်အသင်းလက်ရွေးစင်အသင်းမှာကျွန်တော်ကဘာဖလားရှင်ပြိုင်တဲ့အခါမှာ first line up အနေနဲ့ထွက်လာနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်မှာစိတ်မကောင်းစွာပဲကျွန်တော်တို့မာဒူအကူဒန်ရရှိသွားပြီဖြစ်ပြီးအတွက်သူ့အင်္ဂလန်ရှေ့ရေးရောကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နောက်ဆုံးလက်ကျန်ပွဲစဉ်တွေကစားဖို့အတွက်ကောစိုးရိမ်စရာတွေဖြစ်နေပြီပေါ့နော်ဟုတ်ပါပြီကျွန်တော်တို့ Saturday Talk ကိုတော့ကျွန်တော်ဒီနေ့ညနာလိုက်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေNot London forever whatever the weather bye bye